ဖောက်ပြန်သွားသူကပြန်လာလို့ရှိလက်ခံတင်လာဆိုရင်တော့လုံးဝနိုးပါကျွန်တော်ဘာကြောင့်ဒီလိုဖြေလဲဆိုတော့ဖောက်ပြန်သွားတဲ့သူကိုခွင့်လွှတ်ပေးလိုက်တယ်ဆိုရင်တော့နောက်ထပ်တစ်ကြိမ်ကိုကဒီဖောက်ပြန်မှုခံစားချက်ကြီးကိုထပ်ပြီးတော့ခံစားချင်သေးတယ်ဆိုရင်တော့လက်ခံပေါ့ဗျာတကယ်လို့ကိုကဒီခံစားချက်ကိုလုံးဝမလိုချင်တော့ဘူးဆိုရင်တော့ကျွန်တော်လုံးဝလက်လွတ်လိုက်တာကအကောင်းဆုံးပဲဖြစ်ပါတယ်အရင်ဗီဒီယိုဖိုင်တွေမှာလည်းကျွန်တော်အများကြီးဖြေပူးပါတယ်ကျွန်တော်တို့တန်ဖိုးမထားတတ်တဲ့သူနဲ့တစ္ဆာဖောက်တတ်တဲ့သူအကြည့်ဇာတိတာမကောင်းတဲ့သူတွေကတွေးဆုံလို့ရှိရင်ဖောက်ပြန်တယ်ဆိုတဲ့ຢာကိုလွယ်လွယ်လေးတတ်မှတ်ပြီးတော့ကိုယ့်ရဲ့အိမ်မှာကာမပိုင်ရှိနေတဲ့အိမ်တော်ရှင်တွေပေါ်မှာတစ္ဆာဖောက်တဲ့အလုပ်ကိုသူတို့ကကျူးလွန်တတ်ကြပါတယ်အဲ့လိုလူတွေကကျွန်တော်တို့ပြောရမယ်ဆိုရင်တော့လူတော့လူပဲဒါပေမဲ့လူတယောက်ရဲ့အသိဉာဏ်ပညာနဲ့မပြည့်စုံဘူးလို့ပြောလို့ရပါတယ်ဗျာလူဆိုတာကအကောင်းကျိုးအမှားအမှန်ပေါ့ဒါတွေကိုပိုင်းခြားခွဲစိတ်နိုင်တဲ့အသိဉာဏ်ပညာလူတိုင်းမှာပါလာပေမဲ့သူတို့မှာအဲ့ဒီຢာတွေမပြည့်စုံသေးဘူးလေ့လာမှုအားနည်းတယ်လို့ပြောလို့ရတယ်အဲ့တော့အဲ့လိုလူမျိုးကိုကျွန်တော်ကဆွဲခေါ်ထားအောင်မယ်ဆိုရင်တော့ကိုကတစ်သက်လုံးခံစားနေရအောင်မှာဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့သူနဲ့တန်ရာကိုပဲပိုင်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်လက်လွတ်ပေးလိုက်တာကအကောင်းဆုံးဖြစ်ပါတယ်ဖောက်ပြန်ခံရလို့ကိုကကြံနေရတယ်ဆိုပြီးတော့မှ1 minute နေပါနဲ့ဗျအနေစားဆိုတဲ့သဘောလူတိုင်းမှာရှိပါတယ်ဒီကနေ့မခွဲရသေးလဲတနေ့သေလို့ရှိရင်ကျွန်တော်တို့ကဒီလူတွေနဲ့ကွဲရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မသေးခင်မှာဆက်ပြီးတော့ဝေဒနာကြီးတွေကိုမခံစားဘဲနဲ့တခါတည်းသေလူတယောက်ခေတ်တတ်မှတ်ပြီးတော့ဆွန့်လွတ်လိုက်တာကအကောင်းဆုံးပဲဖြစ်ပါတယ်ဗျဖောက်ပြန်တယ်ဆိုတာကကျွန်တော်တို့ခွင့်လွှတ်လို့မရတဲ့အထဲမှာပါတယ်ဒီຢာကိုကိုကခွင့်လွှတ်ပေးချင်သေးတယ်ဆိုရင်တော့တချို့ကတော့ရှိပါတယ်ကျွန်တော်ပြောချင်တာကတော့ဒီမိသားစုကိစ္စသားသမီးတွေရှိသေးလို့ခွင့်လွှတ်ပေးထားတယ်သားသမီးတွေမျက်နှာငယ်မယ်ကြောက်လို့ခွင့်လွှတ်ပေးထားတယ်တချို့ကဆိုရင်တော့ငွေရေးကြီးကိစ္စကြောင့်ခွင့်လွှတ်ပေးထားတဲ့သူတွေလည်းရှိကြပါတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းတွေ့ဘူးတယ်ပေါ့နော်သူ့ရဲ့ယောက်ျားဖောက်ပြန်တာကိုသိတယ်ဒါပေမဲ့ခွင့်လွှတ်ပေးထားသေးတယ်သားသမီးတွေမျက်နှာကြောက်ဆိုပြီးတော့အချိန်တိုင်းအိမ်ပြန်လာရင်ပြီးရောဆိုပြီးတော့ဒီလိုမျိုးလူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုရှိတော့ပေါ်ကိုရက်တည်နိုင်နေတဲ့ဒူတွေဆိုရင်တော့လုံးဝပဲကိုဘဝနဲ့ကိုရှေ့ဆက်သွားပါဖောက်ပြန်နေဆိုတာမိန်းကလေးဖြစ်ယောက်ျားလေးဖြစ်ဒီနေ့ခေတ်မှာလေဖောက်ပြန်နေကြသူတွေအများကြီးရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဖောက်ပြန်ခံရတဲ့သူတွေကကိုဒီနေ့ဆက်ပြီးတော့မဆွဲခေါ်ထားပါနဲ့ဗျတချို့တွေကသားသမီးတွေရှိလို့ပြန်လာခြင်းပါတယ်သူတို့စိတ်တွေကဟိုလိုဒီလိုတွေဖြစ်နေတာအဲ့တော့သူတို့ကလေကိုခွင့်လို့ပေးလိုက်လို့ရှိရင်နောက်ထပ်ကလေဘယ်အချိန်မှာကိုပဲလို့လစ်မနေသူတို့လစ်တဲ့အချိန်တွေမှာထပ်ပြီးဖောက်ပြန်ဖို့အတွက်ကိုသူတို့မှာအမြဲတမ်းစီစဉ်နေတဲ့သူတွေဖြစ်ပါတယ်။ပွေလင်းပြောရမယ်ဆိုရင်တော့ကျွန်တော်လာပြီးတော့ပြောတဲ့တိုင်ပင်တဲ့သူတွေထဲမှာအများကြီးရှိပါတယ်ဖောက်ပြန်တဲ့သူကတစ်ချိန်နဲ့ဖောက်ပြန်သွားတဲ့သူဆိုတာမရှိပါဘူးဗျ။အများကြီးပဲထက်ကအချိန်ခါဖောက်ပြန်တဲ့သူတွေကြီးပဲဖြစ်ပါတယ်။ပထမတစ်ချိန်ကိုကမိလိုက်လို့သူတို့ကပြောရမယ်ဆိုရင်တော့ဒါပထမဆုံးအချိန်နဲ့နောက်ဆုံးအချိန်ဖြစ်ပါတယ်လို့ပြောပေမဲ့နောက်ထပ်အချိန်တွေအများကြီးထပ်ပြီးတော့လှုပ်လာပြီးတော့မှဖောက်ပြန်ခံရတဲ့သူလည်းခံစားရတာနဲ့သူပြုပြင်လာလို့ဆိုပြီးတော့မှစောင့်ရင်နဲ့မျက်ရည်နဲ့မျက်ခွက်အချိန်တွေကုန်ပြီးတော့မှဘဝကလည်းအရွယ်လေးအကျမလှမပဖြစ်စေတယ်ဒါကြောင့်ကျွန်တော်တို့အရွယ်အကျမခံပါနဲ့အလှပပြက်စေတယ်တယောက်တည်းတောက်ပပြလိုက်ပါဘဝမှာကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ကိုအားကိုပါကိုပို့ပြီးတော့တန်ဖိုးထားပါလှပနေပါစမိုက်ကြနေပါမိန်းကလေးဖြစ်ယောက်ျားလေးဖြစ်ပို့ပြီးအလုပ်ကြိုးစားပါပို့ပြီးတန်ဖိုးရှိအောင်နေပြပါဘယ်တော့ခါမှလက်မခံပါနဲ့ကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့မာနကိုယ့်ရဲ့သိက္ခာတရားကိုကိုယ်တိုင်ကသတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်ဖောက်ပြန်တဲ့သူလက်ထဲမှာအချိန်အကြာကြီးမနေပါနဲ့လို့ပြောချင်ပါတယ်ဗျ